ပါတောင်ကိုရီးယားရဲ့နာမည်ကျော်ထိပ်တန်းမင်းသားဖြစ်တယ်လို့ကမ္ဘာအနှံ့အပြားကပရိသတ်တွေချစ်ခင်ရတဲ့မင်းသားခင်ဆူယွန်းဟာဆိုရင်အသက်မပြည့်သေးတဲ့ကလေးငယ်တယောက်ကိုတွဲခဲ့တယ်လို့သိရပါတယ်သူနဲ့တွဲခဲ့တဲ့အသက်မပြည့်သေးတဲ့ကလေးကပြီးခဲ့တဲ့လကကွယ်လွန်ဆုံးပါသွားခဲ့တဲ့နာမည်ပြတွေများစွာရရှိခဲ့တဲ့မင်းသမီးခင်ဆယ်ယွန်းပဲဖြစ်ပါတယ်ဒီမင်းသမီးကအသက်15နှစ်အရွယ်မှာပဲမင်းသားနဲ့တွဲခဲ့တာဖြစ်ပြီးတော့6နှစ်ကျော်တောင်မှချစ်ကြိုက်ခဲ့ကြတာလို့သတင်းတွေပေါ်ထွက်နေခဲ့ပါတယ်။မင်းသမီးဘက်ကလည်း2ယောက်အတူတွဲရိုက်ထားတဲ့ပုံတွေတင်ခဲ့ဘူးပေမဲ့မင်းသားကတော့အပြင်းထန်ညင်းဆိုခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကအရန်အောင်မြင်နေပြီးနာမည်ပြလုံးဝမရှိတဲ့မင်းသားတလက်ဖြစ်နေတာကြောင့်ပါ။ဒါပေမဲ့2ယောက်သားတွဲခဲ့တယ်ဆိုတဲ့သတင်းတွေကအမှန်ပဲဖြစ်ပြီးတော့မင်းသမီးအခက်အခဲနဲ့ကြုံခဲ့ရချိန်မှာမင်းသားကကိုကြီးဖေးမဖို့အတွက်စိတ်ကူးမရှိပဲအကျွေးပြန်မပေးရင်တရားစွဲမယ်ဆိုတဲ့ချိန်ချောက်စာတွေကိုပို့ခဲ့တယ်လို့သိရပါတယ်။မင်းသမီးလေးကငယ်စဉ်ကလေးဘဝတွေကတရုတ်ဆောင်တယောက်အဖြစ်ရှောင်လန်းခဲ့ဘူးပြီးတော့မင်းသားနဲ့အတူတူအေဂျင်စီတစ်ခုတည်းကအနုပညာမောင်နှမပဲဖြစ်ပါတယ်။အဆိုပါအေဂျင်စီကလည်းမင်းသားနဲ့သူ့ရဲ့ညီဖြစ်သူပူတဲဖွင့်လှစ်ထားတဲ့အေဂျင်စီဖြစ်တာကြောင့်နှစ်ယောက်သားရဲ့ချစ်ကြိုက်တဲ့တဲ့ရင်ကအပြင်ကိုလုံးဝထွက်မလာခဲ့ပါဘူး။ဒီလိုနဲ့မင်းသမီးလေးကရင်မတော်တဆမှုဖြစ်ပွားပြီးတော့ရော်ကျေး1တန်း900ပေးလျော်ရမယ့်ချိန်မှာမင်းသားတို့အေဂျင်စီဘက်ကစိုက်လျော်ပေးခဲ့ပါတယ်။အဲဒီနောက်မှာမင်းသမီးကအခက်အခဲများစွာနဲ့ရင်ဆိုင်ရပြီးတော့စပွဲတို့ဖြစ်နေလောက်ကင်နေရတဲ့ချိန်မှာမင်းသားတို့ဘက်ကဒီရက်ပိုင်းအတွင်းမှာချေးထားတဲ့1တန်း900လုံးပြန်မဆက်ရင်တရားစွဲမယ်လို့ချိန်ချောက်စာပို့ခဲ့ပါတယ်။ဒါကြောင့်မင်းသမီးကသူမရဲ့ရည်စားဟောင်းဖြစ်တဲ့မင်းသားခင်ဆူယွန်းစီကိုတောင်းပန်စာပို့ခဲ့ပြီးတော့တက်နိုင်သမျှဆက်ပါမယ်။အချိန်တစ်ခုလောက်ပေးပါလို့တောင်းဆိုခဲ့ပါတယ်။တကယ်လဲသူမကတက်နိုင်တဲ့လောက်1တန်း200ကိုဆက်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့မင်းသားတို့ဘက်ကအကုန်လုံးပြန်မဆက်ရင်တရားစွဲမယ်ဆိုတဲ့စာကိုပဲပို့နေခဲ့ပြီးတော့မင်းသားကိုယ်တိုင်ကမင်းသမီးပို့ခဲ့တဲ့စာတွေကိုလုံးဝအဖတ်မလုပ်ခဲ့ပါဘူး။ဒါကြောင့်မင်းသမီးလေးကလည်းမင်းသားနဲ့အဆက်အသွယ်ရစေနိုင်ဖို့အတွက်နှစ်ယောက်သားရဲ့ပုံလေးတွေကိုတင်ပေးခဲ့ပါတယ်။ဒီလိုတင်လာခဲ့ရတောင်မှနှစ်ယောက်သားချစ်သူတွေဖြစ်နေကြပြီလို့အထင်မလွဲစေဖို့အတွက်နန်းနေရဲ့ပုံတွေကိုမတင်ခဲ့ပါဘူး။ဒါကြောင့်မင်းသားတို့ဘက်ကညှင်းဆိုခဲ့ပြီးတော့မင်းသမီးပဲနာမည်ပြတွေပုံမရရှိကအကျွေးလည်းမဆက်နိုင်တနိုင်ငံလုံးကလည်းဝိုင်းဆဲတရားလည်းအစွဲခံရတော့မှဖြစ်တာကြောင့်နောက်ဆုံးမှာတော့ကိုဘာကိုအဆုံးစီရင်သွားခဲ့ရဖြစ်ပါတယ်မင်းသားကိုအရန်ချစ်လွန်ရှာတဲ့မင်းသမီးလေးအဆုံးစီရင်သွားခဲ့တဲ့နေ့က2025ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့ဖြစ်ပြီးတော့မင်းသားရဲ့မွေးနေ့လေးလည်းဖြစ်နေခဲ့ပါတယ်အဲဒီကနေတန်တရားတွေဖြစ်စရာတွေများနေတဲ့မင်းသားနဲ့မင်းသမီးတို့အကြောင်းကိုသတင်းမီဒီယာတွေကစုံစမ်းခဲ့ပြီးရဲ့နောက်ဆုံးမှာတော့ Disbat ကတပ်တွေနဲ့တကွချပြလို့လာခဲ့ပါတယ်။မင်းသားကတော့အသက်မပြည့်သေးတဲ့မင်းသမီးအငယ်လေးကိုတွဲခဲ့တဲ့အမှုသားမကစာနာထောက်ထားမှုကင်းမဲစွာနဲ့အကျွေးတွေအတင်းတောင်းပြီးတော့တရားစွဲဆိုမယ်ဆိုတဲ့လုပ်ရက်တွေကြောင့်နာမည်ပြတွေရရှိနေခဲ့ပါပြီ။ဒါတင်မကဒီကိစ္စမှာတခြားသောရှုပ်ထွေးမှုတွေလည်းရှိနေပါသေးတယ်။အခုလိုပေါ်ပေါက်လာခဲ့တဲ့နိုင်ငံကျော်တောင်ကိုရီးယားမင်းသားခင်ဆူယွန်းရဲ့ကိစ္စပေါ်မှာပရိသတ်တွေရဲ့အထင်မြင်ချက်တွေကိုလည်းပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်